ကဲကစင်းရဲ့ရောင်းနေတဲ့အန်တီကိုလူမှာဖြစ်ပါတယ်အန်တီရောင်းပြီလားလာသားလဲဝယ်တယ်လို့လားဒီလာပေါင်းလမ်းကျဲတဲ့နန်းလေးလာခိုင်းပါဦးကစင်းရဲ့ရောင်းနေဒီမှာလက်ဆောင်ပေးခြင်းလို့လက်ဆောင်ပါရယ်ဟုတ်တယ်ကျေးဇူးတင်ပါတယ်လာချောင်းကစင်းရောက်ကဘယ်လိုရောင်းလဲတစည်း300တစည်းကို300အော်လက်ဆက်လိုက်တာဘယ်မှာသွားခုရလဲဒါကြဒါဘာရွက်လဲကြာဟင်းညွန့်ကြာကြာဟင်းညွန့်ကြာဟင်းညွန့်တစည်းမှာ300လား300ဘယ်စီသွားခုထားရလဲကိုယ်ကူရလားဒါမှမဟုတ်ဟိုရွာဘက်တွေသူတို့တွေလိုက်ခုပေးတာဩကိုယ်သမီးလားဘာဖြစ်လားလာမကြောက်နဲ့လားဦးဒါသမီးလေးခုပေးတာဒါသမီးလေးလာပြီးချပေးမယ်လာသမီးလားဒီဘက်လားဒီဘက်ကိုခုလာတိုင်တာလမ်းမပေါ်ကြီးရောက်နေလို့ကားဝါလောက်သွားမှာဆိုလို့နော်လာသမီးခိုင်ကဲဒါအဒီရဲ့သမီးလေးမြေချောချောလေးပဲဟိုသမီးလေးတွေပူတော့ပြောတယ်ဟုတ်လားဟောဘယ်နှစ်ယောက်မေးထားရလဲသမီး3ယောက်ဟောသမီး3ယောက်3ယောက်စလုံးကျန်ရောင်းပေးတာပေါ့ရောင်းပေးတယ်ဩအဒီအသက်ကရောဘယ်လောက်ရှိသွားပြီလဲ53နှစ်ရှိသွားပြီလားကျမရေမကောင်းလို့ပြင်6ကပ်ပါဟုတ်လားယောဂဖြစ်ကဲဆိုရင်ဒါအကုန်လုံးမှဘယ်လောက်ဖို့ရှိလဲ9ကျန်လေးတွေရော10စီးဆိုရင်3000ပေါ့3000 10စီးဆိုရင်3000ပေါ့စီးလေးက70လောက်ပြီမကြောက်ဘူးဆို9ကျန်လေးတွေအများကြီးကြံနေရရောတသားမှုအားပေးမယ်ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်နော်ပြီးတော့နေနောက်လည်းတွေ့ပါစေနောက်လည်းတွေ့ပါစေတွေ့ရမှာသမီးလားဦးကကြောက်စရာမကောင်းလားဦးကကြောက်စရာမကောင်းစိတ်ကောင်းရှိတယ်လားအဲ့တော့ဒီကောက်ဖာလေးတွေထဲမှာသားငါကန်ဆန်းမဲလေးထည့်ထားတယ်ကြိုက်တဲ့3ဖာဒီ3ဖာတွေကကြိုက်တဲ့ဖာကိုရွေးအောက်ဆုံးဖာရွေးလေးရတယ်အလယ်ဖာရွေးလေးရတယ်အပေါ်ဆုံးဖာရွေးလေးရတယ်အန်တီရဲ့စိတ်ထဲမှာစိတ်ဆန္ဒပြင်းပြတဲ့ဒီကောက်ဖာကိုရွေးပေါ့အပေါ်ဆုံးရွေးမှလားအလယ်ဟာရွေးမှလားဘယ်ဟာရွေးမှရစိတ်ကြိုက်တာရွေးရွေးပြီးသွားပြီဆိုရင်โอเคအဲ့တော့ဖွင့်ကြည့်လိုက်ပါအောင်လေးကြိုက်လားဆောင်းလေးကြိုက်တယ်ထုတ်ကြည့်အောင်ဆောင်းပါတယ်ဆောင်းလေးဆောင်းလေးပါအောက်ကဘာကြီးတော့အပြင်းပါလေအဲ့ဘာလဲကဲထုတ်ကြည့်ပါအောင်အဲ့ဒီအားကြီးပါတယ်ဟုတ်လားအားကြီးပဲပါတယ်ကြီးကြည့်ပါအောင်ကဲ3000 4000 5000 6000 9000 9000 8000 9000 ခွဲ9000ခွဲတသိန်းခွဲလောက်တသိန်း1000 တသိန်း2000 တသိန်း3000 တသိန်း4000 တသိန်း5000 တသိန်း6000ကန်ကောင်းပါကြီးသမီးဒီမှာကြည့်အောင်မိမိကတသိန်း6000ပေါက်သွားပြီကန်ကောင်းပါပြီဒီအများကြီးတင်ပါတယ်သားတို့ဟုတ်ကဲ့ပါကန်ကောင်းသွားတာပဲကန်ကောင်းသွားတာဆိုမနေ့ပိုင်းမဲထွက်တာဟုတ်လားကန်ကောင်းလာတာနေ့လေထွက်သွားနော်နေ့လေထွက်တာဆေးဘိုးဝါကရပါတယ်ဆေးဘိုးဝါကရပါပြီဒီတော့ကျေးဇူးတင်ပါပြီသားတို့နော်ဟုတ်ကဲ့ပါကြည့်ကြည့်လေးလည်းပို့ယူရပါအောင်သားရေယူသွားမယ်နော်ယူသွားပါအခုယူသွားလိုက်ပါတော့ဟုတ်ဒါသမီးကိုဦးကမုံမိုးပေးရရှိတော့ဦးကငိုးအများကြီးပေးခဲ့တာရသမီးကိုကျန်တဲ့သမီးတွေနဲ့လည်းဝေစားနော်ဒါတော့အစုံရက်တွေကုန်ယူသွားပါကြည့်ကြည့်လက်ဆောင်ပေးလေးအကုန်ယူလားအကုန်ရပါတယ်လက်ဆောင်ပြန်ပေးရသမီးတို့ကလည်းလက်ဆောင်ပြန်ပေးတာကုန်ယူသွားနော်ဒါနော်ဦးကမနိုင်ဘူးလေသမီးရဲ့ကားဝတင်သွားလေအများကြီးပဲကြည့်ရတယ်ပောက်တော့နဲ့ကန်ကောင်းသွားတာကြည့်တော်ဒုက္ခရောက်နေတာဟုတ်လားကြည့်တော်ဒုက္ခရောက်နေအဲ့ဆိုအိမ်လေးမိုးတဲ့ထဲထဲပါသွားမယ်အိမ်လေးမိုးမှာကျမ်းမာရေးအတွက်လည်းကောင်းပါကျမ်းမာရေးအတွက်လည်းနည်းဖြစ်ပါဒါဒီအလူငယ်လေးကကြာအဒီဒေါကင်ဆန်းဦးကနေဒါသူက PTA ပြနေမှာပေါ့နော်သူကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်တယ်ဒီပျော်ပါတယ်ထီပေါက်တယ်လို့ပဲခံစားရတယ်ထီကောက်လို့ပဲခံစားရတယ်ဟုတ်ကဲ့ပါជីကျေးဇူးများတင်ပါတယ်ဟုတ်ဒါជីကိုလည်းတွေ့လို့ရှိရင်ခေါ်နော်ကားရက်ရက်ပြီးတော့ဟုတ်ကဲ့ជីကောက်တယ်လို့ခံစားရပါတယ်ជីအိမ်မှာလေးကျန်းပေါက်တွေနဲ့ရေတော်ထဲမှာနေရတာជីမှာလေးအိမ်ဆိုနည်းမဖြစ်ဘူးဟုတ်ဟိုနည်းမရှိဘူးပြင်းမရှိဘူးဆောင်းလေးရောကြိုက်ရလားဒါဆောင်းလေးជីကဆောင်းစုပ်တွေပဲကြည့်တယ်ဟုတ်လားကဲတားရဲ့ကျေးဇူးတင်လိုက်တာသိလားဟုတ်ကဲ့ပါကျေးဇူးလည်းပြောလိုက်ပါဟုတ်ကျေးဇူးတင်ပါတယ်လို့ဟုတ်လူရှင်ဟိုကနေကြည့်ညာဖုန်းကနေကြည့်ညာဟုတ်တယ်ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါနော်ဟုတ်ကဲ့ပါပြောလိုက်မယ်အဲ့ဆိုအိမ်လည်းထားလို့ရပါပြီလို့ဟုတ်တယ်ជីတို့လူရတဲ့အတွက်ဒါနဲ့မကလည်းချမ်းသာပါစေကျမ်းမာရေးလည်းကောင်းပါစေအရှင်ပြောပြပါနော်ဟုတ်ကဲ့ပါជីပြောလိုက်မယ်နော်အဲ့တော့ဒီမှာတာကစွေးရလေးကို3-4စီးပဲယူလိုက်မယ်ကျန်တာတော့ကျတော့ជីဟိုပြန်ရောက်လဲရအောင်ဒါမှမဟုတ်ရင်ပြန်လူရင်လဲလူလိုက်အဲ့လိုမျိုးလေးလုပ်လို့ရတယ်နော်ပြန်ရောက်ပြီးတော့မှကိုယ့်အတွက်သုံးကျင်တယ်ဆိုလည်းရရနော်
အဲ့လိုလေးလွှတ်လိုက်မယ် ဒီကျေးဇူးတင်ပါတယ်နော် ဘယ်ဟာလေးယူစီခြင်းလဲ ဒါကစုံရလေးတွေလည်းယူပါကြာဟင်းညွန့်လေးတွေလည်းစူးစမ်းစမ်းစားလို့ရအောင် ဟုတ်တယ်ဟုတ်တယ် လူရှင်လည်းစားလို့ရအောင်ယူပါလေးဒါ အလူရှင်အဝေးကြီးမှာ ဟုတ်လား ဟုတ်တယ်အလူရှင်ကိုသာစားပေးမယ် စုံရသမီးကိုတို့နေလုပ်ပေးတယ်ညများလေးလုပ်ပေးတယ်ပါ ဟုတ်လား ညများလေးပေးလိုက် သမီးရောင်းလိုက်နော်ကျန်တာလေးဦးကအများကြီးမတိုင် ကြသားရဲ့ကြီးထီပေါက်ကလေးပဲကြော်ဟိုနေဖြစ်သွားတာ ပျော်သွား တာပဲ ကြော်သွားတာဖြစ်ကုန်ပြီ ကြော်သွားတာပဲကြီးလုံကြုံသွားပြီနော်ဒါ အော်လုံနေသားဟုတ်တယ်ဒီဆိုင်ပြန်သွားအောင်နော်အဲ့ဒါဆိုလေ ကြီးကျမ်းမကြီးမကောင်းနေတာဒီမှာကျမ်း ဟုတ်တယ် ကြီးဖြစ်နေတာကြီး ဟော တောက်နမဆိုစစ်မတန်းနေပါကြီးပြတယ် အားရတယ်ဘာမှမဖြစ်ဘူးဒါ သမီးလေးတွေတော့စားကြောင်းမထားနိုင်အဲ့ကလေး ဟုတ်လား ဟုတ်ကဲ့ပါကြီးဟုတ်ကဲ့ជីကျေးဇူးများတင်တယ် ကြီးကတင်ရတာဒါတို့ ဟောအများကြီးရောက်ပါမယ်ဒီတက်တာနော်ကျူးဆိုင်နေနော်